ဒီအာဖရိကကြောက်စင်းလက်ကောက်ရကြောက်ရိုင်းတုံးဟိုချစ်သူနဲ့မြစ်ကမ်းနာလမ်းလျှောက်ရင်အမတ်မတင်ကောက်ရခဲ့တာပါအဲ့တုန်းကဒီကြောက်တုံးကအရွယ်စားမသေးဘူးမြစ်တဲတောင်ပင်ပေါ်မှာညင်ညင်လေးပဲရှိနေခဲ့တာအပေါ်ရန်ကမွေးချောက်နဲ့တိတ်ကိုထင်ထားမြင်ထားမရှိပါဘူးဖြက်သွားဖြက်လာလူတွေကအရေးတယူကြည့်ကြည့်မှမဟုတ်ပါဘူးလူတော်များများကတစ်ချက်ကြည့်ပြီးအပေါ်ရန်ကျန်းတယ်အကျိုးအမြင်တွေရှုပ်ထွေးတယ်လို့တန်းဆုံးဖြတ်လိုက်ကြတယ်ဒီလိုကြောက်မျိုးကတန်ဖိုးမရှိသလိုလက်ဝဲရတနာကောင်းကောင်းလည်းလုပ်လို့မရဘူးလို့ယူဆကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ခြေလမ်းတွေရက်တန့်သွားခဲ့တယ်ခါးတဲ့ဆောင်းတန်မြစ်ရရတိုက်စားမှုတွေအကျဉ်းချင်းခံရတာကိုကြံ့ခံပြီးကြံရစ်နေနိုင်တဲ့ကြောက်တုံးကတာမန်မဟုတ်တော့ပါဘူးဒါကိုတေးသေးချာလေးဖြတ်ထုတ်လိုက်တော့မှသူ့ရဲ့ပုံစံအမှန်ကတဖြည်းဖြည်းပေါ်လွင်လာခဲ့တယ်အတွင်းသားကတန့်ရှင်ပြီးကြည်လည်နေတယ်မြို့လိုအဖြူရောင်နဲ့အစိမ်းရရောင်အလွှာလေးတွေနဲ့ပါအပြားဘက်တန်းတဲ့အာဖရိကကြောက်စင်းရတဘာဝအကြောတွေကကြောက်သားထဲမှာအလို့လို့ဖျားထွက်နေတယ်စမ်းချောင်းတဲ့ကရေမော်ပင်တွေညင်ညင်သားလွတ်ခါနေတယ်လို့တောင်စိမ်းတွေကရတနာကိုဖုံးအုပ်ထားတယ်လို့ပါပဲအလွှာလိုက်အယောင်တွေကပြည့်စုံပြီးအလင်းအမောင်ကလည်းတဘာဝကြဆက်နေတယ်ဒီအယောင်တွေကလူလုတ်စိုးစိတွေမဟုတ်တယ်လို့တမင်တကာဖန်တီးထားတာမျိုးလည်းမဟုတ်ပါဘူးအားလုံးကအချင်းကာလရဲ့အနီထိုင်ကြံရစ်တဲ့အမှတ်သားတွေပါทบาวะတရားကြီးရဲ့နှစ်တန်းထောင်ကြီးအံ့ဖွယ်ဖန်တီးမှုပါပဲအလုတ်ခန်းကိုယူလာပြီးမီးရောင်အောက်မှာအထထအခါခါလှည့်ပတ်ကြည့်ရှုခဲ့တယ်စိတ်ထဲမှာတော့စွန့်ဖြတ်ချက်တစ်ခုချလိုက်ပြီးသားပါပဲဒီကြောက်တုံးကိုရှုပ်ထွေးနဲ့ပန်းပူလက်ရတဲ့ထွန်းထူနေစရာမလိုပါဘူးသူ့ရဲ့တဘာဝအလတ်အတိုင်းပုံဖော်ဖန်တီးလာကတာအသင့်တော်ဆုံးပါပဲအဲ့ဒီနောက်မှာတော့ရှန်စီကအမျိုးသားတစ်ယောက်ကျွန်ုပ်ကိုဆက်သွယ်လာခဲ့တယ်သူကအာဖရိကကြောက်စိမ့်လက်ဝဲရတနာတဆုံဟာချင်းတယ်လို့ပြောပါတယ်သူချစ်သူကိုတသေးနေပြည့်မွေးနေလက်ဆောင်အဖြစ်ပေးချင်လို့ပါတယ်ဒါအပြင်အဲ့ဒါကမွေးနံကြတဲ့နှစ်လက်ခဲ့တယ်သူကလက်ကောက်တကွင်းဘေးကင်းစေတဲ့ဆွဲတိတစ်ခုနဲ့ငကတ်တရလိုချင်တယ်တဲ့သူပြောတာကဒီနှစ်တွေအတွင်းမှာသူတို့နှစ်ယောက်အတူတူဖြတ်သန်းလာခဲ့ကြတယ်အခက်ခဲတွေကိုအတူချွာယူရင်းဒီနှစ်အထိရောက်လာခဲ့ကြတယ်တိတ်ပြီးတန်ဖိုးကြီးတဲ့ပစ္စည်းတွေမလိုပါဘူးတဲ့အချင်းကြာဝစ်စင်နိုင်မဲ့တစုံကိုပဲပေးချင်တာပါတယ်ကြည်လေးအလှတိုးလေးဖြစ်မဲ့လက်ဆောင်မျိုးပါตายาလှပါတယ်ခန်းစားမှုကောင်းတဲ့အားလုံးကိုသူ့ချစ်သူကိုပေးချင်တာပါတယ်ဒီစကားတွေကြားပြီးတဲ့အခါမှာဖန်တီးရမယ်စိတ်ကိုချက်ချင်းပဲရလိုက်ပါတယ်ဒီကြောက်အရင်တုန်းကသူ့အလှနဲ့သူကိုထူးခြားနေပြီးသားပါအဖို့အလှစင်မှုတွေမလိုပါဘူးသူ့ရဲ့အတွင်းအပြင်အတိုင်းဖန်တီးလိုက်ရင်ကိုလုံလောက်ပါတယ်နောက်ရက်တွေမှာတော့အလုတ်စားခွေးရှိမှာပဲအချိန်ကုန်ခဲ့ပါတယ်နေနေချင်းစီတေးသေးချာတိုက်စားရင်အကွေးအဝိုက်တွေကိုညှိယူခဲ့တယ်ဒီတဘာဝအာဖရိကကြောက်စင်းရဲ့အကြောအမြင်တွေကိုတထင်းပြင်းနဲ့သူ့ရဲ့အသက်ဝင်မှုကပေါ်လွင်လာတယ်လက်ကောက်ပေါ်ကအကြောတချို့ကရင်းညစ်ပဲလေးတွေလိုပဲကြီးလေးနဲ့စမ်းရည်ထဲမှာလွတ်ခါနေတယ်လို့ပေါ့တချို့ကလည်းစိမ့်မြင့်တဲ့ရေပြင်ပေါ်ထင်းနေတဲ့ထင်းရှူးပင်အရစ်လိုပါပဲတချို့ကလည်းတောင်ကြားကိုဖျက်မျောနေတဲ့တိမ်တိုက်တွေလိုပေါ့အချို့အစင်တွေကရှင်းလေးပြက်သားနေကြည်လေးအတိတ်ပဲရှိလေပါပဲ平安库ဆွဲတဲ့အတွက်တော့အတန်ရှုဆုံးအပိုင်းကိုတီးတန့်ဖယ်ထားခဲ့ပါတယ်သူ့ရဲ့အကြောလေးတွေကတဘာဝအတိုင်းစီးဆင်းနေပြီးဝိုင်းဆက်ပြစ်တင်နေပါတယ်ငကအတွက်ကြတော့အကြောပုံစံအလိုက်ဖတ်ဆုံးအပိုင်းငယ်နှစ်ခုကိုယူလိုက်တယ်တင်းငယ်ပြီးတေတက်လော့ပါတဲ့ဆွဲသည့်တစုံအဖြစ်ဖန်တီးလိုက်ပါတယ်နားမှာဝစ်စင်ထားတဲ့အခါလမ်းလျှောက်လိုက်တိုင်းညင်တာလေးလှုပ်ခါပြီးအသက်ဝင်လှပနေမှာပါဒီလိုအလှတရားမျိုးကကကဲကိုလူတွေဖန်တီးလို့မရတဲ့အလှမျိုးပါဒါဟာကြောက်သားတွေမှာအချင်းကာလတွေကဖန်တီးပေးထားတဲ့အသက်ဝင်မှုတစ်ခုပါဒီလိုလက်ရမျိုးတွေလုပ်တဲ့အခါအားအလွန်အကျွမ်းတုံ့မိဖို့အလွယ်ဆုံးပါပဲအကယ်၍ကိုက်တွယ်ပုံမမှန်ခဲ့ရင်သူ့ရဲ့ခံစားမှုအငွေ့အသက်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ဒါတွေကိုဖြည်းဖြည်းချင်းအချင်းယူပြီးပုံသွင်းရပါတယ်နင်းနေချင်းပုံဖော်နင်းနေချင်းအယောင်တင်ရပါတယ်ရက်တော်ကြာအချင်းယူပြီးတော့ဒီအာဖရိကန်ကြောက်စိမ့်လက်ရအတွဲလေးကိုတဖြည်းဖြည်းချင်းအပိတတ်နိုင်ခဲ့ပါတယ်အခုမြင်တွေ့နေရတဲ့လက်ကောက်ဟာအစကလို့မိုင်းညွတ်မဟုတ်တော့ပါဘူးဒါပေမဲ့တန့်စင်တဲ့အဖြူရောင်အခိုးအငွေ့လိုအောက်ခန်းပေါ်မှာအစိမ်းရင်ရောင်တွေပြန့်ကြားနေပါတယ်ရွှဲဝါရောင်နွေးလေးတွေနဲ့ရိုးရှက်နေပုံကကြည်လင်းတဲ့စမ်းရည်အန်တစ်ခုထဲမှာရှော့ဝှက်ကဘာတစ်ခုလုံးကိုဖတ်ထားသလိုပါပဲတောင်စိမ့်တောင်တန်းတွေကိုမနက်ခင်းမြူတွေရစ်တိုင်းထားသလိုမျိုးအလွှလိုက်ပေါ်လွင်နေပြန်ပါပဲအရှားပါဆုံးကတော့သူ့ရဲ့အကြောတွေစီးဆင်းသွားတဲ့ပုံစံပါပဲတိတ်သေးချင်းနဲ့ကျေးပါချင်းအစစ်နဲ့အယောင်ကိုပေါင်းဆက်ထားသလိုပါပဲအစိမ်းရင်ရောင်တစ်ချက်ကလက်ကောက်တစ်ခုလုံးရဲ့အသက်ဝင်မှုကိုပင့်တင်ပိတ်ထားပါတယ်သူ့ပတ်လဲမှာအယောင်ဖြုတ်ကနေအယောင်ရင့်ကိုပြောင်းသွားပြီးရွေ့လျားနေတဲ့ရှုခင်းပန်းချီကားတစ်ချက်လိုခံစားရစရာပါတယ်ဒါအပြင်နေရာကွက်ကြားမှာရွှေထဲမုံလေးတွေနဲ့အလှဆင်ထားပါသေးတယ်အမောင်ထဲမှာဝှက်ထားတဲ့အလင်းရောင်ခပ်ဖြုတ်လေးလိုပေါ့လက်ကောက်တစ်ခုလုံးရဲ့အစစ်အတန်းကိုလုံးဝကိုမြင့်တင်ပေးလိုက်ပါတယ်ပင်အန်ခိုဆွဲတီကနူးညံ့ပြီးကြီးလင်းနေတယ်လို့နကတ်လေးတွေကလည်းအသက်ဝင်ပြီးကြက်တရီရှိလာပါတယ်ဒီသုံးမျိုးတစ်စုံကအတူတူရှိနေတဲ့အခါမှာထင်းနေတာမျိုးမဟုတ်ပေပဲကြည်လေးမယိုးနိုင်အောင်လှလေးပါပဲဝစ်စင်လေးသူ့ရဲ့အနှစ်သာရကပေါ်လွင်လေးပါလက်ရည်အားလုံးပြီးစီးသွားတဲ့အချိန်မှာကိုယ်တိုင်တော့မှအထက်အခါပြန်ပြီးနှစ်ချိုက်နေမိပါတယ်ဒီခန်းစားချက်ကရင်းငင်းပေးမဲ့အသက်ဝင်မှုနဲ့လည်းပြည့်နေပါတယ်
အမျိုးသားကဓာတ်ပုံကိုမြင်လိုက်တဲ့အချိန်မှာခဏတာမြင့်တက်သွားခဲ့ပါတယ်သူကပြောတယ်ဒါကသူ့ချစ်သူကိုပေးချင်တဲ့ခံစားချက်မျိုးပါတယ်သူတို့နှစ်ယောက်ရဲ့တလျှောက်လုံးအတူတူရှိခဲ့တဲ့ခိုင်မြဲတဲ့ထန်ရိုးစင်မျိုးပါအချိန်လေးထဲမှာဝှက်ထားတဲ့နူးညံ့မှုတစ်ခုပါနောက်တော့သူကနည်းနည်းရှက်သလိုနဲ့လက်ခေါ်ကိုနည်းနည်းလောက်ရှော့ပေးလို့ရမလားလို့မေးလာတယ်သူချစ်သူအတွက်ပန်းစည်းတစ်စီးထက်ဝေပေးချင်သေးလို့ပါတယ်ဒီစကားကြားရတော့စိတ်ထဲမှာတော်တော်လေးကိုလှော်ရှားသွားတယ်တစ်ဖက်ကဖုံးကွယ်မရတဲ့သူ့ရဲ့အချစ်စစ်တစ်ဖက်ကတော့လက်မှုပညာရှင်တစ်ယောက်ရဲ့မူလစိတ်သက်ပေါ့နောက်ဆုံးတော့သူ့ကိုပြောလိုက်တယ်ဒီလိုစေတနာမျိုးကဈေးနှုန်းတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူးလို့စိတ်ပါလက်ပါကူညီပေးမြောက်အောင်လုပ်ပေးမယ်လို့ဒီလိုဗီဒီယိုတွေကိုအမဲတစိုက်မှတ်ရိုက်ကူနေတာကနာမည်ကြီးခြင်းလို့မဟုတ်ပါဘူးလူအများနားလေစေခြင်းလို့ပါပဲ တချို့အလားတရားတွေကဟန်ဆောင်ဖန်တီးမှုတွေကနေထွက်ပေါ်လာတာမဟုတ်ဘူးဆိုတာကိုပေါ့တချို့ကတွေ့ပေမဲ့ကြော်သွားတာမျိုးကိုနားလည်ပေးလို့ရပါတယ်တချို့ကလည်းရက်ကြည့်ပြီးအသေးပုံလေးပေးသွားကြတယ်လှလိုက်ကလို့တခွန်းပြောသွားရင်တောင်ရင်ထဲမှာကျေးဇူးတင်နေမိတယ်ဒီနေရာထိကြည့်ဖြစ်တယ်ဆိုရင်တော့တင်ကလည်းခြေလန်းတွေကိုနေခွေကြည့်ချင်သူပါပဲသာမန်ကြောက်တုံးတုံးကနေအသေးပဲရှိတဲ့လက်ဆောင်တစ်ခုဖြစ်လာပုံကိုတက်တဲ့အဖြစ်မြင်တွေ့ခဲ့သူပါဒီ African Jig လက်ကောက်လေးကိုရောဘလို့မြင်ပါသလဲတမင်တကမဟုတ်ပေမဲ့စိတ်ကိုလှုပ်ရှားစေတဲ့အလားတရားမျိုးရောရှိရလားတဲ့လက်သဘောကျတယ်ဆိုရင်လက်မှုပညာရှင်အထက် like လေးတစ်ခုပေးခဲ့ပါလားဒါမှမဟုတ်လှတယ်လို့ပဲဖြစ်ဖြစ်ရေးသွားပေးပါကြည့်ရှုပေးကြတဲ့အထက်အားလုံးကိုကျေးဇူးတင်ပါတယ်